အားလုံးပဲမင်္ဂလာပါ Wisdom Group Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်တို့သုံးစွဲနေတဲ့ပြုပြင်ပြောင်းလဲရမယ့်အချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကလာကုန်ရင်လာစာရတယ်အဲ့ဒီလာစာကိုယူလာပြီးအဲ့ရောက်တာနဲ့သုံးစရာတွေပေးစရာတွေစီမံလိုက်တဲ့အချိန်မှာအဲ့ဒီလာစာငွေတွေကကိုယ်နဲ့မဆိုင်တော့တဲ့လိုမျိုးလက်ထဲမှာမကြံတော့ဘူးဖြစ်နေတယ်ဒါကကျွန်တော်တို့လာစာငွေနေတယ်မလောက်ငါဘူးဆိုပေမဲ့အဓိကကြတာကကျွန်တော်တို့တွေရဲ့ငွေကြေးအသုံးပြုပုံအမှားတွေကြောင့်ဖြစ်နိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးသုံးစွဲနေမိတဲ့အမှားရှစ်မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1လာစာငွေကို300ရှိရတယ်သုံးပြီးမှကျန်တာကိုစုတတ်တဲ့အကျင့်ပါကျွန်တော်တို့ဟာလာကုန်လို့လာစာရတာနဲ့ပေးစရာတွေတန်းစီပြီးရှိနေကြတာပါအခန်းပိုးမီးပိုးအခန်းက Wi-Fi ကသင်္ကန်းကြီးတွေကျောင်းစည်းတွေနဲ့လူမှုရေးကိစ္စတွေထွက်ပေါက်တွေဝင်ငွေထွက်ပေါက်တွေအများကြီးရှိနေပါတယ်သုံးစည်းတွေပြီးရင်လည်းလာမဲလာအတွက်သုံးဖို့အသုံးစည်းတွေလည်းဖယ်ထားရပါသေးတယ်အဲ့ဒီတော့အဲ့ဒီထဲမှာဝင်ငွေရဲ့10%တော့မဖြစ်အောင်အရင်စုရပါမယ်ဒါမှသုံးစရာတွေပေးစရာတွေဈာမှာမိမိတို့ရဲ့အရင်နှစ်အတွက်ကိုယ်ပိုင်ဝင်ငွေတစ်ခုရှိလာမှာဖြစ်ပါတယ်သင်ခန်းစာလာစာရဲ့10%ကိုစုပါအကျွေးအလွယ်တကူဝယ်ယူနေမိခြင်းဒါကတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလက်ကုံပေးစနစ်တွေနဲ့ဝန်ဆောင်မှုတွေအရန်ကောင်းမွန်နေတာကြောင့်လည်းပါပါတယ်ကိုက live လေးတွေကြည့်မိတယ်သူတို့ကဒီရက်တွေမှာဝယ်ရင် discount ရှိတယ် promotion ရှိတယ်နဲ့နောက်ရက်ဒီလောက်မတတ်တာတော့ဘူးပေါ့အဲ့ဒါကကျွန်တော်တို့အတွက်တတ်တာတယ်လို့ခံစားရပါတယ်ဒါကအယောင် strategy တစ်မျိုးပါပဲအဲ့တော့ဆရာတွေဝယ်ပြီးနောက်ကိစ္စနောက်ရှင်ဆိုတာမျိုးဝယ်ယူမိသွားပါတယ်အဲ့ဒီမှာငွေကြေးတွေသုံးမိမှမသိသုံးမိတယ်ချင်းငွေတွေယူမိတယ်လက်ကုန်ရင်ပြန်ဆက်မယ်လို့ဒီလိုနဲ့ပြောမိကြတယ်ဒါနဲ့ပဲအကျွေးယူမိသွားပါတယ်သင်ခန်းစာပတ်စံမရှိရင်မဝယ်ပါနဲ့တော့အရေးပေါ်ငွေမရှိခြင်းကျွန်တော်တို့ကလာစာတွေကို300ရှိတာသုံးပြီးနောက်လာတော့နေ့စဉ်အသုံးစရိတ်တွေတာခြံထားနိုင်ကြတာပါအကယ်၍ဒီနေ့မှာကျွန်တော်တို့ကရုပ်တရက်နေမကောင်းဖြစ်ပြီဆိုပါလို့အလုံးမလုံးနိုင်ဘူးဆိုပါလို့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်အသုံးစရိတ်ကပိုကုန်လာမယ်ကျန်းမာရေးကုသမှုစရိတ်တွေကလည်းကုန်လာမယ်ဒါဆိုကျွန်တော်တို့အရေးပေါ်အတွက်အသုံးစရိတ်မရှိတဲ့အချိန်ဟာအခက်ခဲဆုံးအခြေအနေဖြစ်နေမှာပါဒါကြောင့်သင်ခန်းစာကအနည်းဆုံး3လစာသို့မဟုတ်6လစာအသုံးစရိတ်ကိုစုထားပါမယ်ဝင်ငွေကိုဘယ်လိုသုံးစွဲနေလဲမသိတာကျွန်တော်တို့ကငါချွေတာရဲ့သားနဲ့ဘာလို့ငွေတွေမကြံတာလဲဘာတွေသုံးလိုက်မိတာလဲလို့အမြဲမေးတတ်ကြပါတယ်တခါတလေကျွန်တော်တို့တတိမထားမိပဲအသေးမွှားအလွယ်တကူသုံးလိုက်မိတာတွေကြောင့်ပါတငယ်ချင်းတွေနဲ့လက်ပြင်းစံထိုင်ရင်ရှင်းပေးလိုက်တာမျိုးခလေးတွေကိုချစ်လို့မုတ်ဖို့ပေးမိလိုက်တာမျိုးလမ်းပြီးမုတ်ဆိုင်လေးမှာထိုင်ပြီးမုတ်လေးဝယ်စားမိလိုက်တာမျိုးဒါမျိုးအသေးမွှားအသုံးစရိတ်လေးတွေပါပဲဒါပေမဲ့အသေးပွားလေးတွေကနေ့စဉ်နေ့တိုင်းများလာတဲ့အခါကျွန်တော်တို့တတိမထားမိပဲကြီးထွားလာပါတယ်သင်ခန်းစာလာစဉ်ဝင်ငွေထွက်ငွေစဉ်လောက်ပါငါဈေးဝယ်ရတာကိုစိတ်ပျော်နေမိခြင်းကျွန်တော်တို့ကစိတ်ရှုပ်နေတာစိတ်ပင်ပန်းတာတွေကြုံရင်စိတ်ထွက်ပေါက်ဖြစ်တဲ့ပစ္စည်းအသစ်ဝယ်ယူမိတာမျိုးဖြစ်တတ်ပါတယ် discount တွေချတဲ့နောက်ကိုလိုက်တယ် promotion လက်ဆောင်ရမယ့်ပစ္စည်းတွေနောက်ကိုလိုက်ပြီးဝယ်ယူနေမိကြတယ်ဒါကကျွန်တော်တို့အတွက်ခဏတာစိတ်ပြေလည်ရုံသာဖြစ်ပြီးလက်ကုန်တိုင်းစိတ်ညစ်နေရမှာပါပဲသင်ခန်းစာဈေးဝယ်တာထက်ကိုယ့်ရဲ့စကေးတစ်ခုခုတိုးတက်အောင်သာကြိုးစားပါ6အခွန်နဲ့ငွေကြေးစနစ်မြန်မာနိုင်ငံမှာအခွန်စနစ်ကိုအခြေခံအလုပ်သမားတွေကကိုယ်နဲ့မဆိုင်တယ်လို့ထင်နေမိတတ်ကြပါတယ်နိုင်ငံတော်ကအခွန်ကနိုင်ငံသားတိုင်းမှာတာဝန်ရှိနေပါတယ်အခုဆိုရင်ပဲကြည့်ပါဖုန်းတွေရဲ့တန်ဖိုး35%ကိုအစိုးရကအခွန်စတင်ကောက်ခံလိုက်ပါပြီဒီလိုမျိုးမိမိလုပ်ငန်းမိမိလစာနဲ့ပတ်သက်ပြီးဆောင်ရမယ့်အခွန်အခလုပ်ငန်းလိုင်စင်တွေအကြောင်းကိုတေချာနားလည်သဘောပေါက်ဖို့လိုအပ်နေပါတယ်လိုအပ်လာပါတယ်သင်ခန်းစာတည်င်းအချက်လက်တွေလေ့လာပါစနစ်တကျစီမံပါခုနှစ်ယင်းနှိမ့်မြုံနှံမှုကိုမစင်စားနိုင်ကြခြင်းယခုခေတ်မှာ social platform ကနေယင်းနှိမ့်မြုံနှံမှုငွေလိမ်ပို့တွေ page တွေစက္ကန့်တွေလည်းများလွန်လှပါတယ်တိုးတက်ကောင်းမွန်တဲ့လူတွေရဲ့စိတ်ကိုအသုံးချပြီးငွေဘယ်လောက်ထည့်ပြီးထိုင်နေုံနဲ့လာစဉ်ဘယ်လောက်ဝင်လာမယ်ဆိုတာမျိုးတွေပါဒါပေမဲ့ကျွန်တော်တို့အနားမှာရှိတဲ့ကျွန်တော်တို့ကိုယင်းနှိမ့်မြုံနှံမှုမေ့နေကြပါတယ်
ကိုယ့်ရဲ့စကေးတွေတိုးတက်ဖို့ဝင်ငွေတွေတိုးတက်ဖို့လစာတွေကောင်းဖို့နောက်ပြီးရွှေတို့မြေတို့လိုမျိုးအာမခံကောင်းတဲ့အရာတွေပစ္စည်းတွေဝယ်ရှုတာမျိုးတွေလုပ်ရမှာပါသင်ခန်းစာကိုယဉ်နှီးမြှုပ်နှံပါကိုကျွမ်းကျင်ပိုင်နိုင်တဲ့အရာတွေပေါ့ယဉ်နှီးမြှုပ်နှံပါရှစ်ဝင်ငွေကိုချွေတာချင်းသာရှိပြီးတိုးတက်အောင်မလုပ်နေမိခြင်းကျွန်တော်တို့ကငွေကိုချွေတာနေကြပေမဲ့ဝင်ငွေကိုတိုးလာဖို့မတွေးမိကြပါဘူးဝင်ငွေတိုးလာဖို့အတွက်အလုံးမှာ performance ကောင်းကောင်းတွေပြနိုင်ဖို့ကြိုးစားရမယ်ကိုယ့်ရဲ့စကေးတွေတိုးတက်လာဖို့အတွက်လေ့ကျင့်ရမယ်နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကိုရှာနိုင်ဖို့အတွက်ကြိုးစားပါမယ်သင်ခန်းစာစကေးတိုးတက်အောင်လုပ်ပါother income ရှာပါဒါတွေကိုသိပြီးရင်ကျွန်တော်တို့ဘဝကိုပြောင်းလဲစေနိုင်မဲ့အချက်၃ချက်ကိုပြောပြပါမယ်လစာရဲ့10%ကိုစုပါလစဉ်အသုံးစရိတ်ကိုစီရင်လုပ်ပါအရေးပေါ်ငွေအတွက်ပြင်ဆင်ထားပါဒါတွေအားလုံးကိုတစ်နေ့တည်းပြောင်းလဲနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့ဒီနေ့တင့်ရဲ့ဆုံးဖြတ်ချက်တစ်ခုကမနှက်ဖြန်တင့်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်မှာပါဒီချက်လက်တွေကတင့်အတွက်အကျိုးရှိမယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့နဲ့နော်